ဘက်ထရီပတ်ဆိုတာက EV ကားတစ်စီးကိုလျှပ်စစ်စွမ်းအင်ပေးတဲ့အဓိကစွမ်းအင်သိုလှောင်စနစ်ပါ။သေးငယ်တဲ့ဆဲသို့မဟုတ်ကြီးမားတဲ့ဆဲတွေကိုစုပေါင်းပြီးမော်ဂျူးပတ်အဖြစ်တပ်ဆင်ထားတာဖြစ်ပါတယ်။မော်ဂျူးပတ်ဟာကားကိုမောင်းနိုင်ဖို့လိုအပ်တဲ့ပိုအားနဲ့စွမ်းရည်ကီလိုဝက်အာဝါကိုထုတ်ပေးဖို့ဒီဇိုင်းဖန်တီးထားပါတယ်။တကယ်တမ်းပြောရရင်လျှပ်စစ်ကားတစ်စီးရဲ့အလုပ်လုပ်ပုံကအရန်အဆင့်မများပါဘူး။အဓိကအားဖြင့်ဘက်ထရီနဲ့မော်တာနှစ်ခုကြားမှာပဲကားတစ်စီးလုံးလည်ပတ်မောင်းနေနေတာပါ။ဒါကြောင့် EV ကားကမော်ဒယ်အရအစိတ်ပိုင်းနီးပြီးပြုပြင်ထိန်းသိမ်းမှုနည်းပါတယ်။နောက်တစ်ချက်ကကားမောင်းနေရင်းနဲ့ဘက်ထရီကိုအားပြန်သွင်းနိုင်တဲ့စနစ်မရှိပါဘူး။အင်ဂျင်ကားတွေကကားမောင်းနေရင်ဘီးလည်ပတ်မှုကနေဒိုင်နမိုကတဆင့်ဘက်ထရီကိုအားပြန်သွင်းပေးနိုင်ပေမဲ့လျှပ်စစ်ကားတွေမှာအဲ့ဒီလိုမပါဘူး။ဒါပေမဲ့ဘရိတ်နင်းတဲ့အချိန်ကုန်းဆင်းတွေကနေဆင်းတဲ့အချိန်တွေမှာဘက်ထရီကိုအားပြန်သွင်းနိုင်တယ်။နောက်တစ်ချက်က EV ကားတွေမှာဘရိတ်နင်းတဲ့အချိန်မှာအလားဟတက်ပြောက်သွားမဲ့အားကိုလျှပ်စစ်အဖြစ်ပြန်ယူပြီးဘက်ထရီထဲပြန်သွင်းပေးတဲ့စနစ်ပါဝင်ပြီးအဲ့ဒါကို regenerative braking လို့ခေါ်ပါတယ်။ EV ကားတွေမှာခြေနှင်းပတ်တဲ့နှစ်မျိုးသာပါပြီးတစ်မျိုးကအရှိန်မြင့်မြန်မာမှာလီဗာခေါ်ကြတယ်။တကယ်ကအဲ့ဒါက gas ပတ်တယ်ပါပြီးတော့ဂီယာမပါဘူး။ EV ကားတွေမှာအဲ့ဒီလီဗာကိုလွှတ်လိုက်တာနဲ့မော်တာပါဝါပိတ်သွားတယ်။ brake နှစ်ဆင့်မှာပထမစပြီးနင်းချင်း regenerative braking စနစ်ကစအလုပ်လုပ်တယ်ပြီးမှပုံမှန် brake ဖြစ်ပါတယ်။ EV ကားအတွက်မြင်းကောင်ရေတွက်ချက်တဲ့အခါ torque ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်။ဒါကိုအလွန်လွယ်တဲ့စကားလုံးနဲ့ရှင်းရမယ်ဆိုရင်အရာတစ်ခုကိုလှည့်ကျင်တဲ့အင်အားကို torque လို့ခေါ်ပါတယ်။လွယ်နဲ့နားလည်အောင်တကားဖွင့်တဲ့ဥပမာကိုလေ့လာကြည့်ပါ။တကားလက်ကင်ကိုမြောက်လက်နီးမှာဖိရင်တကားဖွင့်ဖို့ခက်ပါတယ်။အားစိုက်ရပါတယ်။မြောက်လက်နဲ့ဝေးမှာဖိရင်အားသိမ့်မစိုက်ရပဲလွယ်ပါတယ်။စပိန်မှာဆိုရင်ပယ်တယ်ကိုအောက်ဆုံးမှာနင်းရင်အားများစိုက်ရပါတယ်။အဲ့ဒီတို့များရင်ကားစားထွက်ဖို့လွယ်ပြီးတောင်တက်တဲ့အခါလွယ်တယ်။အလေးချိန်တွေတင်လွယ်ပါတယ်။တို့နေတဲ့အခါကားစားထွက်တဲ့အခါနေပြီးအလေးမတင်နိုင်ဘူး။ EV ကားနဲ့အင်ဂျင်ကားရဲ့ကွာခြားချက်ကိုပြောမယ်ဆိုရင်EV ကားကတို့ကိုချက်ချင်းရပြီးလီဗာဂတ်နင်းတာနဲ့အမြင့်ဆုံးတို့ကိုရပြီးချက်ချင်းထွက်နိုင်တဲ့အင်ဂျင်ကားကတော့အင်ဂျင်လည်ပတ်မှုအရှိန်ရမှဂီယာတွေပြောင်းပေးမှအရှိန်ရလာတာဖြစ်လို့စထွက်တာနှေးတယ်။ EV ကားရဲ့မော်တာပါဝါကိုလည်း horse power နဲ့တိုင်းတာနိုင်တယ်။ဒါကြောင့် EV မော်တာပါဝါညီမျှခြင်းအင်ဂျင် horse power လို့ယူနိုင်တဲ့ unit တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ EV မော်တာပါဝါကိုတိုင်းတာရမှာကီလိုဝက်ကိုအခြေခံသုံးပြီး horse power သို့ပြောင်းပါတယ်။ brake နင်းရချိန်နေပြီးခြေနင်းတစ်ခုပဲသုံးရပေမဲ့ကားကိုချောလေးထိန်းနိုင်ပါတယ်အန္တရာယ်မရှိပါဘူး
လီဗာပြန်နေတဲ့အခါမော်တာကလဲပတ်မှုအားချက်ချင်းရတဲ့အတွက်တုံဆိုင်နေတာမျိုးအာယူနေရတာမျိုးမရှိတဲ့အတွက်အကျင့်ရသွားရင်မောင်းရတာတော်တော်ပျော်ပါတယ်။ဒါပေမဲ့တိထားရမယ့်အရေးကြီးတဲ့အချက်တွေလည်းရှိပါတယ်။အဲ့ဒီလိုလီဗာလွတ်တာကဘက်ထရီကိုအားအပြည့်ပြန်ဖြည့်ပေးတာမဟုတ်ဘူးဆိုတာသိထားရမယ်။ပြီးတော့ချာခြင်းနေရာမှာဒါကိုအစားထိုးလို့မရဘူးဆိုတာသိထားရမယ်။ဒါကဘက်ထရီကအားအသစ်မထုတ်နိုင်ဘူး။နောက်ပြီးချိန်နှင်းတစ်ခုတည်းသုံးနေတော့လုံခြုံရေးကိုဦးစားပေးဖို့လိုပါတယ်။ကျွမ်းကျင်ဖို့လိုပါတယ်။